ကျစပါပြချင်းနေပြီးတော့ပြန်နေချစ်ဆိုပါတယ်ဒီနေ့ပြပြချင်းတဲ့အကြောင်းကတော့ထိုင်းနိုင်ငံမှာပြပြနေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်မြန်မာလူမျိုးအရေးနဲ့ပတ်သက်ပြီးတော့မှာပြပြပေးခြင်းနေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမြန်မာလူမျိုးတွေနဲ့ပတ်သက်ပြီးတော့မှာထိုင်းနိုင်ငံမှာလာရောက်ပြီးတော့မှာခေတ်ဆက်ဆက်ပေါ့နော်ကျွန်တော်တို့ဟိုးအရင်တုန်းကပေါ့နော်လာလုပ်နေတဲ့လူတွေရှိတဲ့အကြောင်းအမျိုးမျိုးကြောင့်လည်းပေါ့နော်အဲ့တော့မြန်မာလူသားတွေနဲ့ပတ်သက်ပြီးတော့မှာလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့မှာဒီထိုင်းလူမျိုးတွေကနေပြီးတော့ပေါ့နော်သူတို့အဖွဲ့အစည်းတွေရှိတယ်သူတို့မချိုက်တဲ့လူတွေကနေပြီးတော့မှထိုင်းလူမျိုးတွေရဲ့ပေါ့နော်ဒီလုပ်ငန်းခွင်တွေထိုင်းလူမျိုးတွေရဲ့ဟိုတော့သူရှားပိုင်ခွင့်တွေထိုင်းလူမျိုးတွေလောက်ကမဲ့အလုပ်တွေကိုခိုးယူပြီးတော့မှလုပ်တယ်ဆိုပြီးတော့ဆွဆွဲချက်တွေနဲ့ဆွဆွဲပြီးတော့မှအဖွဲ့အစည်းတွေကနေပြီးတော့မှမြန်မာလူမျိုးတွေကိုသူတို့ပေါ့နော်လိုက်နိုင်ဖန်ဆီးတာတွေမင်းမြတ်တာတွေပြီးတော့သူတို့ပေါ့နော်ပရိုက်တာအဖွဲ့လိုပုံစံမျိုးလုပ်ပြီးတော့မှသူတို့ဘက်မှာထောက်ခံတဲ့လူတချို့ရှိကြပါတော့အဲ့ရဟာတွေသူတို့ဘက်သူတို့ပေါ့နော်ဖွဲ့စည်းလုပ်ပြီးတော့မှမြန်မာလူမျိုးတွေသွားလာတဲ့များတဲ့နေရာတွေမှာသွားတယ်ဖန်စီရယ်ပတ်စပို့မရှိဘူးပါဘူးပေါ့နော်အဲ့လိုမရှိရဆိုရင်ရဲလက်အပ်တာတွေပါညာရှိရပေါ့နော်ပြီးတော့ဟိုနေပါဇက်တွေပါညာဆိုတော့ဆင်းပြီးတော့မှမြန်မာလူမျိုးသွားလာများတဲ့နေရာတွေကိုသတင်းပေးတယ်မြန်မာလူမျိုးတွေကိုဖမ်းဆီးပြီးတော့နေရဲပြန်ပို့တာတွေရောမျိုးစုံလုပ်ကြတယ်ပေါ့နော်အဲ့ဒါပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီလက်ရှိသတင်းနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဟိုးရင်တော့ဖြစ်ခဲ့တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့မှမြန်မာလူမျိုးတွေကလည်းလက်ရှိအခြေအနေမှာကကျွန်တော်တို့ဆိုရင်ကျွန်တော်တို့တွေကပုံစံဂျီယိုနဲ့တရားဝင်နဲ့ပဲကျွန်တော်တို့လာတယ်တချို့တွေဆိုရင်ကျွန်တော်တို့ passport ရှိတယ် passport ရှိကြတယ်web permit ပါညာဆိုတော့အားလုံးအပြည့်စုံရှိကြတယ်ပြီးရင်နောက်တဲ့လူတွေကြတော့ကျွန်တော်တို့အကြောင်းအမျိုးမျိုးကြောင့်တော့ဒီကိုရောက်ပြီးတော့မှကျွန်တော်တို့ပတ်ဖွင့်ပြီးတော့မှပတ်ဖွင့်တဲ့အချိန်ပေါ့နော်တရားဝင်နေထိုင်လို့ရတယ် passport မရှိဘဲနဲ့တိုင်းနိုင်ငံတွေမှာရောက်နေတဲ့လူတွေကိုတရားဝင်ဖြစ်ဖို့တော့ကိုလုပ်ဖို့တော့ကိုဆိုတော့သူတို့နိုင်ငံတွေပြီးတော့လုပ်ပေးထားတဲ့ဟာတွေရှိတယ်အဲ့ဒါကလည်းကျွန်တော်တို့တွေကသူတို့ဖွင့်တဲ့အချိန်မှာကျွန်တော်တို့တရားဝင်လုပ်လို့ရမယ်ဟာမျိုးပေါ့နော်စာရေးစာနာကိစ္စတွေပြန်လောက်ကြတာပေါ့နော်ဒါပေမဲ့စာရေးစာနာမစုံတဲ့ခါအတော်လေးမှာပေါ့နော်အဲ့လိုမျိုးဖန်ဆီးကြတာတွေရဲတွေပိုင်းရတယ်အဓိကတော့ဖန်ဆီးရပါညာတော့နည်းပါတယ်အဓိကတော့ပေါ့နော်စူညံတာတို့ပါလို့ရှိတဲ့ခါမှာထိုင်းလူမျိုးတွေတိုင်လို့သွားဖမ်းတာတို့ပေါ့အဲ့လောက်ပဲရှိကြပါရိုးရမ်းတဲ့သွားလာတွေမှာစစ်စစ်မြင့်မြင့်တာတွေအဲ့လောက်မရှိဘူးအေးစစ်စစ်ပေါ့နော်လက်ရှိအဖွဲ့အစည်းရလဲထိုင်းမှာလဲပေါ်ပြီးမြန်မာလူမျိုးတွေပေါ့နော်အဲ့လိုမျိုးပေါ့နော်မုံတီးတွေလူတွေပေါ့နော်အဲ့လိုမျိုးရှိရဖမ်းဆီးကြပေါ့အဲ့ဒါပတ်သက်ပြီးတော့မှဒီထိုင်းနိုင်ငံမှာရှိတဲ့လူတွေဆိုလဲမြန်မာလူမျိုးတွေရဲ့ဒီလောက်အားတွေကပေါ့နော်ထိုင်းနိုင်ငံအတွက်အများကြီးတိုးတက်ရောက်မှုရှိတယ်ဒီမြန်မာလူမျိုးတွေမရှိတော့ဆိုရင်တို့နိုင်ငံအတွက်ထိခိုက်နေတာမှုအများကြီးရှိတယ်ဆိုတဲ့ဟာလေ channel တွေ media တွေနဲ့ပတ်သက်ပြီးတော့မှရှင်းပြတဲ့လူတွေရှိတယ်ပေါ့နော်တော်တော်များများပေါ့အဲ့တော့အခုတက်လာတဲ့ဒီနေ့မှာဆိုရင်ကျွန်တော်စီးပွားရေးနဲ့ပတ်သက်ပြီးတကယ်ပညာရှင်တွေပေါ့နော်သူပြပြတဲ့သတင်းဆိုရင်သူကဘယ်လိုလဲဆိုတော့သူနိုင်ငံတကာအရေးကိုသွားပြီးသူလုပ်ခဲ့ဘူးတယ်ပညာတော်တင်သွားခဲ့ဘူးတယ်ဒါပေမဲ့အဲ့နိုင်ငံတွေကမင်းကငါတို့နိုင်ငံသားမဟုတ်လို့ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်ဒန်းလူခွင့်မပေးတာတွေချိုးနေတာတွေမင်းတို့ဝက်ခတ်မလုပ်ဘူးပေါ့နော်မင်းတို့ငါဘယ်လိုခေါ်မလဲမကြိုးစိုးဘူးဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်လူတန်းစားခွဲတာတွေပါညာမရှိဘူးပေါ့နော်ပြောချင်တာအဲ့တော့ပညာတတ်တွေပေါ့နော်ထိုင်းနိုင်ငံတွေမှာရှိပညာတတ်တွေစီးပွားရေးသမားတွေပေါ့နော်သူနိုင်ငံပြန်လာတော့မြန်မာလူမျိုးတွေဒီလိုမျိုးလုပ်တယ်ဆိုတဲ့သတင်းသိတော့ပြောပြဆိုတာကျွန်တော်တို့တွေကဒီလူတွေနဲ့ပတ်သက်ပြီးတော့မှအဲ့နိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့မှပေါ့နော်မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့မှဒီချက်နိုင်ငံဆိုရင်80%လောက်ကို process ထဲမှာမြန်မာလူမျိုးတွေကထဲထဲဝင်ဝင်လှုပ်ပြီးတော့မှပါနေတဲ့လူတွေအဲ့ process ကြီးလေပတ်ဖို့နော်စီးပွားရေးလေပတ်ဖို့ဆိုတဲ့ဟာမြန်မာလူမျိုးလုပ်သားတွေရဲ့ဟာတွေပေါ့နော်သူတို့လုပ်အားတွေအများကြီးလိုတယ်အကြောင်းမို့ကြောင့်တော့မြန်မာလူမျိုးတွေကဒါအဲ့လိုမျိုးပေါ့နော်မလုပ်တော့တာဖြစ်စီနေပြောင်းသွားတာဖြစ်စီထိုင်းနိုင်ငံစီးပွားရေးကတော်တော်လေးကိုမှတော်တော်လေးကြာဆင်းသွားနိုင်တယ်ဆိုတဲ့အကြောင်းကိုဒီစီးပွားရေးပညာရှင်တွေပြောပြထားတယ်ပေါ့နော်အဲ့တော့ तू ကပြပအတွေ့အကြုံတွေဆိုလဲ तू ပြပကိုသွားတဲ့ပေါ့နော်လူမျိုးရေးခွဲခြားပါကြမရှိခဲ့ဘူးနိုင်ငံတွေကလည်းကျွန်တော်သွားခဲ့ဘူးလေပေါ့နော်ပြောရတာအဲ့တော့ကျွန်တော်တို့တွေကလည်းထိုင်းနိုင်ငံကိုလာတဲ့လူတွေမြန်မာနိုင်ငံလူမျိုးတွေကိုကျွန်တော်တို့ကကြိုးစိုးတင်တယ်ဝက်ခန့်လုပ်တင်တယ်အဲ့လိုမျိုးပေါ့နော် तू ပြောတာပေါ့နော်အဲ့တော့ဘာကြောင့်မုန်းတီးနေမှာလဲပေါ့နော်အဲ့လိုပြောတာပေါ့အဲ့တော့မြန်မာလူမျိုးတွေများလာတာနဲ့အများဥပမာလူတန်းစားတရက်ပေါ့နော်ဟိုမှာမကောင်းပါရင်ရှိရဆိုရင်မကောင်းတဲ့လူကျွန်တော်တို့ဥပဒေရပဲဖြစ်စေတော့နော်သူတို့အပြစ်ပေးဒီလူကတော့မကောင်းဆိုပြီးတော့မှအကုန်လုံးသိမ်းကျုံပြီးတော့မှပေါ့နော်အဲ့လိုဖမ်းတာတွေမုန်းတာတွေလူမျိုးရေးကြားနဲ့ပတ်သက်ပြီးတော့မုန်းတီးတာတွေမလုပ်ဖို့အဲ့လိုပညာရှင်တွေအနေနဲ့စီးပွားရေးလုပ်ငန်းပညာရှင်တွေအနေနဲ့ပြောတာပေါ့နော်အဲ့တော့ဒီထိုင်းနိုင်ငံမှာလည်းနှစ်ဖွဲ့ကွဲနေတယ်ပေါ့နော်ဟိုလက်ရှိမှာလည်း campaign ကလည်းလုံတော့10ရက်မြောက်နေ့ဖြစ်သွားပြီပေါ့နော်ထိုင်းလူမျိုးတွေနဲ့ပတ်သက်ပြီးတော့မှအဲ့လိုပေါ့နော်အမြင်ဆောင်မဲ့လုပ်ရက်တွေအတန်အကျယ်ကြီးတွေဖွင့်တာတွေအဲ့လိုမျိုးပေါ့နော်တွားလာတာတွေနေထိုင်ရေးပိုင်းစင်ကျင်တာတွေ
campaign တွေလုပ်ပြီးတော့မှလုပ်နေရှိရတော်တော်လေးမှတော်တော်လက်ရှိအချိန်တွေမှာတော်တော်လေးမှတော်တော်လေးထိရောက်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကဒီထိုင်းနိုင်ငံမှာဆိုလဲကိုမြန်မာလူမျိုးတွေအများကြီးရှိတယ်ပေါ့နော်ပြီးတော့မြန်မာလူမျိုးတွေအဲ့လောက်ထိညံ့တဲ့လူမရှိပါဘူးပညာတတ်တွေလည်းအများကြီးပါတယ်ဟုတ်ပါတော့ကျွန်တော်တို့ဆိုလဲဒီလက်ရှိ hotel ထဲမှာတော့လုပ်နေတယ်ဆိုရင် supervisor level တာဖြစ်နေတာကိုယ် level လောက်တော့သူတို့တွေကအဲ့လောက်ထိအဲ့ဒီကတွေးနေတယ်မဟုတ်အဲ့လိုမျိုးအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ hotel မှာဆိုလဲဒီပေါ့နော်50ဝန်းကျင်ဒီ hotel ကြီးရဲ့ process ကို run ဖို့တော့50% နဲ့ဝန်းကျင်ရမြန်မာလူမျိုးလုပ်သားတွေနဲ့ပဲ run နေတာကျန်တာတွေကတော့သူ့ចောင်းသားတွေဒါတို့အထက်အရာရှိပိုင်းနေသူထိုင်းလူမျိုးပိုင်းနေ run နေရပါတော့ဒါပေမဲ့ကိုရီးယားကအဲ့လူတွေကအင်အားစုတာဒီ hotel ကြီးမှာမရှိတော့ဘူးဆိုရင်စီးပွားရေးကနေရအနှံ့မှာကြာဆင်းသွားမှာလုံစားမရှိတော့လေဘယ်လောက်ထိပဲဧည့်သည်တွေဝင်ဘယ်လောက်ထိပဲနိုင်ငံကကောင်းဘယ်လောက်ထိပဲလို့ပေါ့နော်tourist တွေများခီးသွားတွေများလုတ်ဖို့အင်အားမရှိတော့ဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးရှိရဆိုရင်ဒီဟာရက်လေဘလုံးဝရက်တိလို့ရမှာမဟုတ်အဲ့လိုမျိုးရှိတယ်ဒါပေမဲ့လူတွေကလည်းအခြေခံအကြောင်းတရားအရထိုင်းနိုင်ငံမှာလာရောက်ကမဲ့နေရာလို့ဖြစ်တယ်ဘာကြောင့်လဲဆိုတော့တချို့တွေဆိုရင်အိမ်မက်ရဂျပန်သွားမယ့်လူရှိတယ်ကိုရီးယားသွားမယ့်လူရှိတယ်အမေရိကသွားမယ့်လူရှိတယ်တခြားနိုင်ငံတွေသွားပြီးတော့မှကျောင်းသွားမယ့်လူရှိတယ်အခြေအနေသဘောတရားအရမြန်မာနိုင်ငံကနေပြီးမှတိုက်ရိုက်ထွက်လို့မရတဲ့အခြေအနေရှိတယ်အဲ့တော့ထိုင်းမှာအနည်းဆုံးရောက်ဖို့မှရထိုင်းမှာနေနေပတ်စံနေရှာပဲဖြစ်စေအင်တာဗျူးရွှေပြီးစောင့်လာပဲဖြစ်စေပြီးအင်တာဗျူးအောင်ပြီဆိုရင်ဂျပန်တို့ကိုရီးယားတို့ဒူဘိုင်းတို့နောက်အမေရိကတို့တခြားဥရောပနိုင်ငံတွေတို့အများကြီးသွားလို့ရတယ်နော်အဲ့အကြောင်းမလို့အကြောင်းအမျိုးကြောင့်လည်းတချို့လူတွေဒီမှာလာနေရလဲရှိရပါတော့အဲ့တော့ဒီနေ့သတင်းရလေးရတော့ဒါလေးပဲပေါ့နော်အဲ့တော့နောက်ထပ်အကြောင်းအရာတွေသိရရင်လည်းကျဆမာမီ channel ကနေပြီးပြန်ပြပြပေးပါမယ်ကျဆမာမီ channel ကတော့ဒီပညာဘူးသူသားတွေနဲ့ပေါ့နော်ထိုင်းနိုင်ငံအကြောင်းအရာတွေ lifestyle အကြောင်းအရာတွေကိုရှင်းပြပေးနေတဲ့ကျဆမာမီ channel ဖြစ်တယ်ပေါ့နော်အဲ့တော့ကျေးဇူးများတင်ပါတယ်နောက်ထပ်အကြောင်းအရာတွေမှာပြန်တွေ့ရအောင်